သင်နဲ့သင်ကွန်ပျူတာကြားမှာဘာသာစကားအတားအဆီးတစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားသင်ကမြန်မာလိုပြောပေမဲ့သင်ကွန်ပျူတာကတော့တက်နဲ့ဒုညဆိုတဲ့ကဏ္ဍတွေနဲ့ပဲစဉ်းစားနေရပါဒီတော့သင်ကကွန်ပျူတာနဲ့တိုက်ရိုက်ဆက်သွယ်ဖို့မဖြစ်နိုင်ပါဘူးဒီနေရာမှာပဲ operating system ဆိုတာအရေးပါလာတာပါ哦ဆိုတာကွန်ပျူတာနဲ့သင်ကြားမှာပေါင်းကူးပေးတဲ့စကားပြန် program တစ်ခုပါပဲနဲ့ကွန်ပျူတာ hardware ပေါင်းစပ်လိုက်မှသာသင်ကွန်ပျူတာကအလုံးလုံးနိုင်တဲ့စနစ်တစ်ခုဖြစ်လာတာပါအသုံးအများဆုံးသူတွေကတော့ Microsoft Windows နဲ့ Mac တို့ပါ Windows ကိုပုဂ္ဂိုလ်ရေးသုံးကွန်ပျူတာအများစုမှာတွေ့ရပြီး Mac ကိုတော့ Apple ကထုတ်တဲ့ Mac ကွန်ပျူတာတွေမှာသုံးပါတယ်ဒါတွေကကွန်ပျူတာအတွက်ပဲမဟုတ်ပါဘူးဖုန်းတွေမှာလည်း Apple ရဲ့ yes ဒါမှမဟုတ် Google ရဲ့ Android လိုမျိုး mobile တွေရှိပါတယ်ဒါတွေကိုတော့ထိတွေ့မျက်နှာပြင်ငယ်လေးတွေနဲ့လွယ်ကူစွာအသုံးပြုနိုင်ဖို့ဒီဇိုင်းထုတ်ထားတာပါနောက်ဆုံးတစ်ခုသတိပြုရမှာက app အသစ်တစ်ခုခုကိုမ download မလုပ်ခင်သင်ညွန့်နဲ့ကိုက်ညီရဲ့လားဆိုတာစစ်ဆေးဖို့လိုပါတယ်တချို့ app တွေကဘယ်ဆက်မှာမဆိုသုံးလို့ရပေမဲ့တချို့ app တွေကတော့တီးခြားတစ်ခုတည်းမှာပဲအလုပ်လုပ်နိုင်တာမျိုးရှိလို့ပါဒါကြောင့်သင်ရဲ့ operating system ကဘလို့အလုပ်လုပ်လဲဘာတွေလုပ်ပေးနိုင်လဲဆိုတာကိုနားလည်ထားဖို့အလွန်အရေးကြီးပါတယ်